အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကြတော့ရှေးဦးမှာခန်းကြီးတိအည30ကိုကျွန်တော်ဖတ်ပြမှာဖြစ်ပါတယ်ထိုတူတီအင်လောကနာရှိတော်မူပြီးအင်လောကကိုလည်းဖန်ဆင်းတော်မူပြီးသို့တော်အင်လောကတည်သူတို့ကိုမသိတဲ့ဒီထဲမှာကျွန်တော်ဖတ်ရတာလေသူ့ကိုပါလဲအားညီတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကလေဘုရားကိုတည်တယ်ဘုရားကိုတည်နေပြီးမှလေမတည်အောင်ကျွန်တော်တို့အပြီးလုပ်တယ်ကျွန်တော်မှစပေါ့ဒါပေမဲ့သူဒီကြစာကိုဖတ်တဲ့အချိန်မှာလေအင်တူဒီလောကကိုလေရှိတော်မူတဲ့အင်လောကကိုလေဖန်ဆင်းတော်မူတယ်ဒါမဲ့တို့တော်တဲ့အင်တူတဲ့သူတို့ကိုမတည်တဲ့ကျွန်တော်တို့ကတခါလေကြိုက်လေမျိုးကြည်တို့ပြောရမလားယူကြည်တို့ပြောရမလားဖြစ်နေတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ခဏဘုရားအကြောင်းကိုဘုရားကိုတည်တယ်ဒါပေမဲ့ကျွန်တော်တို့ကတည်နေတာနဲ့ကျွန်တော်ကပြီးလို့တယ်မတည်အောင်ဆောင်ပြီးမှလောကဇာတိစီကိုပဲတွားခဲ့တယ်လောကပမာဏလောကဥစ္စာကိုပဲတွားခဲ့တယ်ဘာဖြစ်လို့ဆိုကျွန်တော်တို့လေဘုရားကိုမတည်တဲ့သူတွေကတက္ကနာထားလိုက်ပါသူတို့ကြတော့မတည်ဘူးသူတို့ကြတော့နိပညာရေးပဲပညာရေးတွေပဲဆိုင်တယ်ကျွန်တော်တို့ကြတော့ဘုရားကိုတည်နေတာနဲ့ဘာဖြစ်လို့မတည်အောင်ဘာလို့ဖြစ်တာလဲဆိုကျွန်တော်တို့စေစားဖို့လိုပါတယ်အဲကြောင့်ကျွန်တော်တို့ကလေဒီကျဆာတဲ့မှာလေဘုရားတခင်ဒီဒီလောကနဲ့ရှိတော်မူရဲ့လောကကိုလည်းဖန်ဆင်းတော်မူရဲ့တူတော်တူဒီမတည်တဲ့အဲကြောင့်ကျွန်တော်တို့တည်ဖို့ဆိုတာလေဘုရားတခင်ဒီကျွန်တော်တို့နဲ့ရှိတော်မူဒီကဘာမီတစ်ခုလုံးမှာသူဖန်ဆင်းထားတဲ့လက်ရာဖြစ်ပါလေခုတခုလောက်တာတော့မှခြေစိုးတော်ချီးမွမ်းဖို့ကောင်းတယ်အဲကြောင့်ဒီနေရာကလည်းဒီကျဆာကိုဖတ်တဲ့ချိန်မှာခင်ဗျားတို့လည်းစီချင်းမိမယ်ကျွန်တော်လည်းဒီကျဆာကိုစီချင်းမိတယ်ဟွာရတဲ့အကြောင်းပြပြဖြစ်ပါတယ်အားလုံးကိုတာရဲ့ဖျက်ရှိကောင်းကြီးပေးပါစေ